များပြောက်ွယ်အောင်အကျဉ်းနာတရားကိုဘယ်သူတားဆီးပြေခွေတို့ရင်မတန်းတန်းဆွဲလို့တခြားတယောက်လဲချစ်ဖို့မရည်ရွယ်